အုံးစီချက်မှုမှုလေးနဲ့ဆိုတော့စားလို့ကောင်းမှာကောင်းမယ်ရှင် Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မော်လုံးရုံးအုံးတို့ဆန်လေးလောက်စားဖြစ်လို့လုံမီလေးပြန်လည်လာမျှဝေတာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအုံးတို့ကြိတ်ထားတဲ့ရေလေးကိုခန်းသွားတဲ့အနေထားလေးပေါ့နော်အုံးစီချက်ရသွားတဲ့အနေထားလောက်ဒီချက်သွားပေးပဲပေါ့နော်ကျွန်မက ready made မသုံးထားပါဘူးရှင် ready made မဟုတ်တဲ့ခါကျတော့အနှစ်ကတော့နည်းတယ်ပေါ့နော်ရေတွေများနေရကြည့်ပါဦးရှင်ရေတွေကအများကြီးပဲဒီရေတွေခန်းသွားတဲ့ဒီကိုအုံးစီချက်လေးရသွားတဲ့အချိန်ကျွန်မတို့ချက်သွားပေးမယ်ပေါ့နော်အုံးစီချက်ကလေးဝါလေးလိုချင်လို့ပေါ့နော်ကျွန်မစနစ်မုတ်လေးထည့်လိုက်ပါတယ်ရှင်အဲ့တော့ဒီရေအများကြီးကိုလုံးဝခန်းသွားပြီးတော့ပေါ့နော်စီတွေထွက်လာပြီးတော့အုံးစီချက်ရသွားတဲ့အနေထားလောက်ထိချက်သွားပေးလိုက်ပါတယ်ရှင်ခုဆိုရင်တော့အုံးစီချက်မှုမှုလေးရသွားပြီပေါ့နော်ပြီးသွားရင်တော့ထညက်ခဲကိုရေလေးနဲ့ငယ်ထည့်ပြီးတော့ကျွန်တော်တို့ထညက်ရေလေးရသွားတဲ့အနေထားလောက်ထိကျိုးသွားလိုက်မယ်ပေါ့နော်ထညက်ရေတော့ကျွန်မညောင်စည်းကြတဲ့အနေထားလောက်ထိကျိုးသွားပေးလိုက်မယ်ပေါ့နော်ထညက်တွေလုံးဝပျော်သွားပြီးတော့ညောင်စေးကျသွားတဲ့အနေထားလောက်ဒီကိုကျွန်တော်တို့မီအေးအေးလေးနဲ့စိတ်ရှိရှိနဲ့ကြိုးသွားပေးလိုက်ပါမယ်ရှင်ဒီမော်လုံးရုံးအုံတို့ဆန်လောက်စားခြင်းရဲ့အကြိုက်ပေါ့နော်ကျွန်မဒါပထမဦးဆုံးလုပ်ဖူးတာပါရှင်အမားပါတာလေးတွေရှိရင်နားလေးပေးကြပါလို့တောင်းပန်ပါတယ်နော်လုံနီးလေးတွေလည်းလိုက်မလေးလာဖြစ်ပဲနဲ့ပေါ့နော်ကျွန်မထင်တာလေးကိုလုပ်တာဖြစ်တဲ့အတွက်လုံနီးလေးတွေမတူတဲ့အခါကျွန်မရဲ့ comment အောက်မှာပြန်လဲမျှဝေပေးနိုင်ပါတယ်ရှင်ထညက်ကလုံးဝညောင်စည်းကြသွားပြီဆိုရင်ကျမကတော့ပိတ်စာလေးနဲ့ဆက်လိုက်တယ်ပေါ့နော်သူ့မှာသဲတွေပါတက်ပါတယ်ရှင်ကျမတို့မကြိုခင်မှာဆေးပင်မဲ့လည်းသဲတွေပါပါတယ်နော်အဲ့အတွက်ကျမကစကားနဲ့ပေါ့နော်စကားနဲ့စင်လည်းသဲရထပ်ပါမှာဆိုတော့ကြောင့်အဝတ်စာလေးနဲ့ပဲဆက်လိုက်ပါတယ်ရှင်အဲ့တော့လုံးဝသဲတွေမပါတော့ဘူးပေါ့နော်ထညက်ကြိုပြီးသွားပြီဆိုရင်တော့မောင်လုံးအုံလို့ဆန်အတွက်အတွင်းကဌာပနာလေးပြုလုပ်မယ်ပါမယ်ရှင်ကျမတို့ခုနကညောင်စည်းကြအောင်ကြိုထားတဲ့ထညက်သေးကိုကျမလောဘကြည့်ပြီးတော့ပေါ့နော်အုံသီးမှုတွေကိုအများကြီးထည့်လိုက်မိပါတယ်ရှင်တကယ်ဆိုရင်ကျမလုံးမဲ့မုတ်ကအနှင်းငယ်ပေါ့နော်ထညက်ကြိုထားတာလည်းကွက်တီပါပဲဒါပေမဲ့ကျမအဲ့ဒါကိုအုံသီးမှုထည့်လိုက်တာများသွားတယ်ပေါ့နော်အမှန်မှန်ဆိုလို့ရှိရင်ဌာပနာလေးကညွညွဆူဆူလေးဖြစ်နေရမှာပေါ့နော်ကျမတို့ဒီအုံသီးမှုကများသွားတဲ့အခါကျတော့ထညက်ကနည်းသွားတဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်တိတ်တော့ညွညွဆူဆူလေးမဖြစ်တော့ဘူးပေါ့ရှင်မုတ်တွက်ကကျမကောင်းကြီးမုတ်100 g တုံနာပါတယ်ရှင်ဆန်မှုကိုတော့3ပုံပုံတပုံစာလောက်ပဲဖြစ်တယ်30 g လောက်ပဲကျွန်မထည့်ထားတယ်ပေါ့နော်မုံလုံးကြီးအုံလို့ဆန်ကကြတော့အီဖက်ဖက်လေးစားရတာဖြစ်တဲ့အခါကျတော့ကျွန်မကခေါင်းကြီးမှုကိုများများသုံးထားပြီးဆန်မှုကိုနည်းငယ်လေးပဲထည့်ထားပါတယ်ရှင်ပြီးတော့စားကိုကျွန်မကလက်ဖက်ရည်စွန်းနဲ့တစ်စုံလောက်ထည့်လိုက်ပါတယ်ရှင်ပြီးပါရင်အားလုံးရောသမသွားအောင်မွေပြီးပြီဆိုရင်တော့ရေ150 ml လောက်ကိုနည်းနည်းစီထည့်ပြီးတော့မုတ်သားလေးတွေလုံးဝနူးညံ့သွားတဲ့အနေထားလောက်ဒီကျမတို့နေသွားပြီမယ်ပေါ့နော်ကျမမလုံးရုံအုံလို့ဆန်ကိုဒါပထမဦးဆုံးချိန်လောက်တာပေါ့နော်ဒါပေမဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ကျမကတော့ကျမလုပ်ထားတဲ့မုတ်ကိုတော်တော်လေးကိုကြိုက်ပါတယ်ရှင်ဒီမုတ်လုံးလေးလေးကအရန်လဲလွယ်ကူရွှေရှင်ပါတယ်ရှင်ကဲမုတ်သားလေးတွေကလည်းချုံမွေသွားပြီဆိုရင်တော့ကျမတို့မလုံးကြီးလှုပ်ပါတော့မယ်ရှင်အဲ့တော့ကျမတို့လုံးမဲ့အနေထားလောက်လေးယူပြီးအရင်ဆုံးလုံးမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဌာပနာထည့်ဖို့အတွက်အလဲလေးကိုနေရာလေးပေးလိုက်ပါမယ်ပြီးသွားရင်ဌာပနာလေးထည့်ပြီးတော့ပြန်လုံးမယ်ပေါ့နော်ကျမဌာပနာလည်းများများထည့်ချင်တဲ့ခါကျတော့လေနည်းနည်းများများလေးထည့်လိုက်ပါတယ်ဌာပနာရမ်းများတဲ့ခါကျလို့ရှိရင်လည်းမုတ်သားလေးတွေပေါက်ထွက်တတ်တဲ့ခါကျတော့လေနည်းနည်းလေးတော့ပြုတ်ဆိုင်ကြပါရဲ့ရှင်ကျမကလောဘကြည့်ပြီးတော့ဌာပနာတွေအများကြီးထည့်တဲ့ခါကျတော့လေပေါက်သွားတာလေးလည်းရှိတဲ့ခါကျတော့ကျမမုတ်သားလေးနဲ့ပြန်ပြီးဖာထေးလိုက်ပြန်လုံးလိုက်ပေါ့နော်လုံးလေးတွေကတော့မညိမညာလေးတွေဖြစ်တာပေါ့ရှင်ပထမဦးဆုံးလာစလုပ်ပူတဲ့ခါကျတော့အမားလေးတွေပါပါတယ်ရှင်နားလေးပြကြပါနော်မုတ်လေးတွေကကျမတို့ပထမနေတိုင်းပဲပေါ့နော်လုံးမယ်ပြီးသွားလို့ရှိရင်အလဲမနေရာလေးပြီးမယ်ဌာပနာလေးထည့်မယ်ပြန်ပြီးတော့လုံးမယ်ပေါ့နော်ဒီလိုလေးနားမယ်အကုန်လုံးလုပ်ပါမယ်ရှင်ကျမရဲ့ YouTube channel လေးကစားသောက်တဲ့ပတ်သက်တာတွေကိုစစမပြတ်တင်ဆက်ပေးသွားမှာမို့လို့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးလို့တောင်းဆိုပါရနော်ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်လည်း like and share လုပ်နိုင်ပါတယ်ရှင်ကဲအခုဆိုရင်လုံးဝလိုက်တာကျမရဲ့မုံလုံးလေးကကြည့်ပါဦးမညီမညာလေးတွေဖြစ်နေရပေါ့နော်ကြီးတဲ့လုံးလေးတွေကလည်းကြီးပေါ့ရှင်ရင်းနှီးပပတ်ဆူတဲ့ထဲကိုကျမတို့ခုနလုံးထားတဲ့မုံလုံးလေးတွေထည့်မယ်ပေါ့နော်ပြီးသွားရင်ရေပုံမှာတက်လာတဲ့ခါကျတော့ရေအေးလေးတွေပြန်စိမ့်ရုံပါပဲရှင်ကျမတို့မုံလုံးကြီးပေါ်လုပ်တဲ့နီးလန်းလေးတိုင်းပဲပေါ့နော်အဲ့တော့ကျမခုထည့်ထားတဲ့မုံလုံးလေးတွေကခုဆိုလို့ရှိရင်အပေါ်လေးတွေမှာတန်းစီပြီးတက်လာပြီပေါ့နော်ဒါလေးတွေကိုကျမရေအေးလေးတွေထည့်စိမ့်တာပါတယ်ပြီးသွားရင်တော့ကျမအုံးစီချက်ထားတဲ့ထဲကိုဒီမုံလုံးလေးတွေကိုထည့်ပြီးတော့လှိပ်ပေးလိုက်ပါမယ်ရှင်ကျမတို့100 g မှာဆိုလို့ရှိရင်တော့မုံလုံးက6လုံးလားမသိဘူးဒါလေးပဲရတယ်ပေါ့နော်အုံးစီချက်အိုးလေးတွေကိုမုံလုံးလေးတွေထည့်ပြီးတော့လှိပ်သွားပေးလိုက်ပါမယ်ရှင်အုံးစီချက်မှုေးလေးနဲ့အရန်ပုံမှာစားလို့ကောင်းတဲ့မလုံးကြီးဘုံလို့စားလေးပါရှင်မူသားလေးကလည်းနှူးညံ့ပြီးတော့ဣနေရပါပဲရှင်
ကျမကတော့ကိုယ့်ဘာသာကိုအခုမှပထမဦးဆုံးလုပ်ပြီးပြီမယ်အရန်ဟိုမှာကြည်နေတဲ့ပေါ့နော်ရန်လဲစားလို့ကောင်းတယ်မုတ်သားလေးကလည်းနူးညံ့ဤဖတ်နေရပါပဲရှင်ဒီမုတ်လေးကိုကျမအပြင်ကနေဝယ်စားတဲ့ခါကျတော့လေကျမဒီလုံဒီလေးကဒီလိုလေးဖြစ်မယ်လို့ထင်လို့ပေါ့နော်ကျမစမ်းလုပ်ကြည့်လိုက်တာပါရှင်ကျမရဲ့လုံလေးလေးကမှားနေရရှိလို့ရှိရင်လေကျမရဲ့ comment အောက်မှာပြန်လည်မျှဝေပေးနိုင်ပါတယ်နော်ဒီမလုံးအုံလုံးစံလုံးလေးလေးကအရန်လွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလင်ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရနော်ကြည့်ပါဦးအုံးစီချက်လေးတွေနဲ့လေအရန်ကိုမှစားလို့ကောင်းတယ်မလုံးအုံလုံးစံပါရှင်လုံးဝကိုမှအရန်ကိုမှကောင်းပါတယ်ရှင်ကျမတော့တအားကိုကြိုက်ပါတယ်ရှင်အုံးစီချန်နယ်လေးကမှုေးနေရပါပဲရှင်အားလုံးပဲဆက်ကြပါဦးရှင်ကျမရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်အားလုံးပဲဘိုင်ဘိုင်